ဆရာတော်ရှင်သူမြတ်ဗျာမေဝံမေရှားခွင့်ပြုပါဗျာတပည့်တော်တို့တွေဖះကိုဘာကြောင့်ကိုးကွယ်နေရတာပါလဲဗျာကိုးကွယ်ရင်ဘယ်လိုအရာတွေပြည့်စုံနိုင်ပါလဲဗျာဖះကပြိဋိဘံပြုပြီးပြီဆိုတော့ဘယ်လိုအရာတွေကိုပေးစမ်းနိုင်မှာလဲဖះလို့မေးထားပါတယ်ဗျာအဲ့ဒါတော့အရေးကြီးတဲ့ကိစ္စပဲဟိုရောထွေးကုန်တာပေါ့နော်ယနေ့ခေတ်ကဘာသာတရားတွေကဟိုဘာသာမတူတဲ့ပုံကိုယ်တွေကအတူတူနေထိုင်ကြတာကိုနော်ဘာသာမတူတဲ့ပုံကိုယ်တွေတူနေထိုင်ကြတဲ့အခါကျတော့သူ့ဘာသာကြောင့်လည်းကိုကြားနေရတယ်ကိုဘာသာကြောင့်လည်းသူကြားနေရတဲ့အခါမှာရောထွေးကုန်တယ်ဘာသာတော်တော်များများမှာကဘုရားသခင်ကတာဝန်ယူတဲ့ဘာသာတွေလေနော်God ပေါ့နော်ဖန်ဆင်းရှင်ဝါဒလေမကောင်းတာတွေလုပ်နော်ဘုရားသခင်တာဝန်ယူတယ်ဘုရားသခင်တာဝန်ယူပေးတယ်ဆိုတော့ဘုရားရှင်ကလူတယောက်အောင်မြင်ခြင်းမအောင်မြင်ခြင်းကြီးပွားခြင်းမကြီးပွားခြင်းကိုဘုရားကတာဝန်ယူတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပို့ကြကြတာကိုရှေ့ကိုတော်တော်များများကလေအဲကြောင့် blessing လုပ်ကြတာပေါ့ဆုတောင်းကြတာပေါ့မဆပါဆိုတဲ့ပုံစံမျိုးနဲ့လေဘုရားသခင်မဆပါဆိုတဲ့ပုံစံမျိုးနဲ့ဘုရားသခင်ဆောက်ရှောက်ပါဆိုတဲ့ပုံစံမျိုးနဲ့ဘုရားကြောင့်သွားပြီးတော့ဆုတောင်းကြတယ်ဘာသာကြတော့ဘာသာတော်များများပါအောင်နော်ဆုတောင်းကြတယ်သူတို့ရဲ့ခံယူချက်ကဘုရားသခင်ကတာဝန်ယူနိုင်တယ်လုပ်ပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုးခဲ့ကြတာဆိုတော့အဲ့ဒီ delay တွေကဘုရားဘာသာထဲကိုလည်းစိတ်ဝင်လာတယ်အဲ့တော့ဘုရားဘာသာမှာလည်းပဲဆုတောင်းကြတယ်ဘုရားရှင်မဆပါပြီတကိုးကြီးဘုရားသွားကြတာလေဆုတောင်းပြီဘုရားအလိုတော်ပြီဘုရားတနေ့တည်းကိုဘုရားဘယ်ဘုရားတွေပူလို့ရှိရင်ဆန္ဒပြည့်တယ်ဆုတောင်းပြည့်တယ်ဆိုပြီးတော့အမောနော်သွားကြတာဆိုတော့အဲ့ဓာတွေကတခြားဘာသာတွေကစိတ်ဝင်လာတယ်လို့ဦးဇင်းတို့နားလည်ထားတယ်ဗုဒ္ဓဘာသာတွေရဲ့အထက်မှာစိတ်ဝင်လာတာယူဆချက်တွေခံယူချက်တွေပေါ့တကယ်တော့ဗုဒ္ဓကိုကိုးကွယ်တာကအဲ့လိုမျိုးမဟုတ်ဘူးမြတ်စွာဘုရားကလမ်းမလမ်းမှန်ကိုညွှန်ကြားပေးတာလေမြတ်စွာဘုရားကတတ္ထာဒေဝမနုဿာနံအမှားအမှန်ကိုခွဲခြားပြီးတော့ဟောပြောဆုံးမညွှန်ကြားတတ်လို့လူနဲ့တို့ရဲ့ဆရာဖြစ်တယ်မြတ်စွာဘုရားကလေလူနဲ့တို့ရဲ့ဆရာဖြစ်တယ်အဲ့ဒီလိုဦးဇင်းတို့ကတန်ត្រာအတွက်ကိုကိုးကွယ်တာနော်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာတန်ត្រာအတွက်နော်အားကိုးထိုက်တယ်ဘုရားအဆုံးအမအတိုင်းလိုက်နာလို့ရှိရင်ပိဿုပံမှာလည်းပဲကြီးပွားတယ်တမလွန်မှာလည်းကြီးပွားတယ်နောက်ဆုံးငြိမ်းအေးတဲ့နိဗ္ဗာန်ကိုလည်းရောက်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်မျိုးနဲ့မြတ်စွာဘုရားကိုကိုးကွယ်ခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနှစ်သက်လို့ကြိုက်လို့မြတ်စွာဘုရားကိုကိုးကွယ်ခြင်းဖြစ်ပါတယ်နော်ဘုရားသခင်ကငါတို့ကိုမဆမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုးကွယ်ခြင်းဒီဗုဒ္ဓရဲ့ကိုးကွယ်ခြင်းအစစ်မဟုတ်ပါဘူးနော်အဲ့ဒါကတရားဘာသာတွေရဲ့ကိုးကွယ်မှုစနစ်တာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားကိုကိုးကွယ်မှုစနစ်ကနော်ငါတို့ကိုမြတ်စွာဘုရားတခုခုမဆပါဆိုတဲ့ပုံစံမျိုးနဲ့ကိုးကွယ်ရမှာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားအကြိမ်ကြိမ်ပြောခဲ့တဲ့စကားတစ်ခုကအတ္တဟိအတ္တနောနာထောမိမိသိပြီလေမိမိရဲ့ကိုးကွယ်ရနော်ဆိုတာကိုမြတ်စွာဘုရားအကြိမ်ကြိမ်ပြောပါတယ်နော်အကြိမ်ကြိမ်ပြောခဲ့ပါတယ်အဲ့တော့ဘုရားရှင်တို့ကလမ်းညွှန်ပေးအောင်တတ်တတ်တာဖြစ်ပါတယ်နော်အဲ့တော့မြတ်စွာဘုရားဒီဦးဇင်းတို့ကိုလမ်းမလမ်းမှန်ညွှန်ကြားပေးလို့ကိုးကွယ်တာဖြစ်တယ်နော်အဲ့တော့လူငယ်တချို့ကတော့တွေးကောင်းတွေးမယ်အဲ့ဒါဆိုရင်ဗုဒ္ဓဘာသာကဘာမှတောင်းမယူဘူးလားဘုရားကဆိုတော့ယူလို့မရလို့ကိုမယူတာပါမြတ်စွာဘုရားဒီတကူအလုံးကြီးတယ်တကူနဲ့လူတယောက်ကိုကြီးပွားအောင်လုပ်လိုက်ပါလားဆိုလုပ်လို့မရပါဘူးကာယကံရှင်ကိုယ်တိုင်ပဲလုပ်ရမှာလေလူတယောက်ဒီဒုက္ခရောက်အောင်လုပ်တာလဲဘုရားနဲ့မဆိုင်ဘူးနော်သူလုပ်လို့သူဒုက္ခရောက်တာပဲကြီးပွားတာလဲဘုရားနဲ့မဆိုင်ဘူးသူလုပ်လို့ကြီးပွားတာပဲလေသူ့ရဲ့ကံသူ့ရဲ့စူးစမ်းမှုဝိရိယသူ့ရဲ့စီမံခန့်ခွဲမှုဉာဏ်အဲ့ဒါကြောင့်သူကြီးပွားတာလေရှင်းရှင်းလေးပဲလောကသဘာဝကြကြည့်ပါလားနော်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်အစ္စလာမ်ဖြစ်ဖြစ်ကဲလူသတ်မှုတစ်ခုကိုလုံခြုံလိုက်မယ်လေဘယ်နိုင်ငံမှာဖြစ်ဖြစ်ပေါ့နော်လူသတ်မှုတစ်ခုကိုလုံခြုံလိုက်မယ်ပြီးရင်သူတို့ကိုယ်ကလည်းဘုရားကိုဆုတောင်းလေကဲဗုဒ္ဓဘာသာကလည်းဘုရားကိုဆုတောင်းအရှင်ဘုရားတပည့်တော်ကိုနော်ထောင်မကြောက်အောင်အရေးအယူခံမရအောင်အရေးအယူမခံရအောင်ကုညီပါဆက်ကြောက်ပါလို့ဆုတောင်းလေကဲ
ခရိယန်တွေကလည်းသူတို့ဘုရားကိုဆိုတော့အစ္စလာမ်လည်းသူတို့ဘုရားဆိုတော့လေဒီလူသက်မှုပြစ်ဒဏ်ကနေလွတ်နိုင်မလားစဉ်းစားကြည့်လေမရဘူးလေသူရဲ့နိုင်ငံဆိုင်ရာနိုင်ငံဥပဒေအရအရေးယူခံရမှာပဲလေလူသက်မှုတစ်ခုလုံးယူလိုက်ပြီဆိုလို့ရှိရင်နော်ဆိုလိုတာကဒုစရိုက်ကိုလုတ်တဲ့လူဟာချက်ချင်းပဲနော်ဥပဒေအရနော်ထင်ရှားတယ်ဆိုလို့ရှိရင်အရေးယူခံရတာပဲလေဘယ်ဘုရားမှလာပြီးတော့ဝင်းလုံးကျွတ်လွတ်ပါစေဆိုပြီးတော့ကူညီပေးလို့မရအောင်ဒါအလွန်ထင်ရှားတဲ့တာတကတစ်ခုပဲလေနော်အဲကြောင့်မမြင်ရတဲ့နောက်ဘဝအမှာဘုရားသခင်ကငရဲမကြအောင်တာဝန်ယူတယ်ဆိုတာမျိုးကဖြစ်နိုင်မဖြစ်နိုင်ဘူးဒါလက်တွေ့ကြကြစဉ်းစားကြည့်ပေါ့နော်ပြောချင်တာကဘာလဲဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားကတာဝန်မယူခြင်းလို့မဟုတ်ဘူးယူလို့မရလို့ကိုမယူတာဖြစ်တယ်နော်စဉ်းစားကြည့်ပေါ့နော်ကဲခုနလူတယောက်ကနေပြီးတော့နော်ကဲဥပမာအာနာရှိတဲ့လူတယောက်ကနေပြီးတော့ပြောမယ်မင်းလှုပ်ချင်တာလို့ငါတာဝန်ယူတယ်ကွာလို့ပြောမှာပေါ့နော်ကဲမင်းလှုပ်ချင်တာလို့ကွာငါတာဝန်ယူတယ်ပေါ့ဖြစ်တာပြဿနာငါရှင်းပေးမယ်ပေါ့အဲ့တော့အဲ့လိုပြောလိုက်တဲ့ခါကျတော့ရမ်းပြီလေမိုက်ပြီလေနော်တာဝန်ယူမဲ့လူရှိပြီဆိုပြီးတော့မိုက်ပြီပေါ့နော်ဆိုရှင်တို့ဆိုလှုပ်ချင်တို့လှုပ်ဖြစ်ပြီပေါ့အဲ့ဒီခါကျတော့ကဲတကယ်ပြဿနာဖြစ်ပြီဆိုတာပါဆိုမကောင်းမှုတွေလှုပ်ပြီးတော့ပြဿနာတွေဖြစ်ပြီဖြစ်တဲ့ကမှာဟိုပုဂ္ဂိုလ်ကတာဝန်ယူပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ကခြောင်ထွက်သွားမယ်တာဝန်မယူဘူးဆိုရင်မတက်နိုင်သေးတယ်ဘာမှမတက်နိုင်တော့နော်ခံရပြီကိုလို့တမျှပြစ်မှုတွေကိုကိုရှင်းရပြီလို့ဆိုလိုတာကတကယ်တာဝန်ယူခဲ့ရင်တော့ကိစ္စမရှိဘူးပေါ့တကယ်တာဝန်မယူခဲ့ရင်ဘယ်နဲ့လုပ်ကြမလဲလွန်ကုန်ပြီလေနော်တာဝန်ယူမယ်ထင်လို့မိုက်ခဲ့ကြပြီလေနော်ဘုရားသခင်ကတာဝန်ယူမယ်လို့ထင်လို့ရမ်းခဲ့ကြပြီမိုက်ခဲ့ကြပြီတကယ်တမလွန်ဘဝမှာဘုရားသခင်တာဝန်မယူပါဘူးဆိုဘယ်နဲ့လုပ်ကြမလဲကိုလည်းတာဝန်ယူလားမယူလားကိုလည်းမသိနိုင်ဘူးလေဒါကြောင့်မြတ်စွာဘုရားပြောတာအကောင်းဆုံးပဲအတ္တရေးသရုံးနာတော့ပဲဘုရားသခင်ကတာဝန်ယူသည်ဖြစ်စေမယူသည်ဖြစ်စေကိုအားကိုတာသိချတယ်နော်သိချတယ်ဒါကြောင့်မြတ်စွာဘုရားကကိုမကောင်းမှုလို့ရင်ကိုခံရမှာပဲကိုကောင်းတာလို့ရင်ကိုရမှာပဲလေဒါကြောင့်ဥစ္စလို့မြတ်စွာဘုရားကတာဝန်မယူခြင်းလို့မဟုတ်ပါဘူးယူလို့မရလို့မယူတာပါအဲ့တော့ဘုရားကိုးကွယ်တာဒီဘာကြောင့်လဲလို့မေးရင်အဆုံးအမခေါင်းတွေကိုပေးတက်လို့တန်ត្រာအတွက်အားကိုးရမှုလို့ဥစ္စလို့ကိုးကွယ်ခြင်းဖြစ်ပါတယ်နော်ဘုရားကိုတခုခုလှုပ်ပေးစေခြင်းလို့ကိုးကွယ်တာမဟုတ်ဘူးနော်ဒါတော့သတိပြုရမှာဖြစ်တယ်တခုခုမားစားစေခြင်းလို့ကိုးကွယ်တာမဟုတ်ဘူးဒါတော့ကနားလည်ကြမှာဖြစ်တယ်အဆုံးအမခေါင်းတွေကိုညွှန်ကြားပေးတော်မူလို့ကိုးကွယ်ကြခြင်းဖြစ်ပါတယ်ဒီနေ့ဥစ္စာတရားဓမ္မတွေအကောင်းအဆိုးတွေနားလည်နေကြတယ်ဒါကကုသိုလ်ဒါကအကုသိုလ်သိနေတယ်ဆိုတာကိုစွမ်းလို့သိတယ်လို့မထင်နဲ့ငါတော်လို့သိတယ်လို့မထင်ပါနဲ့ဘုရားရှင်ပွင့်လို့ဥစ္စာလို့သိခွင့်ရတာဖြစ်ပါတယ်ဘုရားရှင်ကမပွင့်ခဲ့ရင်ဥစ္စာလို့သိခွင့်ရမှာမဟုတ်ပါဘူးအလွန်ကျေးဇူးများပါတယ်ဒါကြောင့်ကိုးကွယ်ခြင်းဖြစ်ပါတယ်နော်ဘုရားရှင်ကိုကိုးကွယ်တာဟာအဲ့ဒီလိုရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်အဲ့တော့ဥစ္စာလို့အတ္တကြီးအတ္တနောနာထောဆိုတဲ့အဆုံးအမအတိုင်းပဲမိမိတို့ကိုယ်တိုင်ပဲစူးစမ်းကြမှာဖြစ်ပါတယ်ညဗုဒ္ဓဘာသာသည်ကိုယ်လုံးမှကိုယ်ရတာဖြစ်ပါတယ်ဆူတောင်းပြည့်တယ်ဆိုတာလည်းဘုရားကမန်းပေးလို့ပြည့်သွားတာမဟုတ်ပါဘူးကိုယ်စူးစမ်းလို့ဖြစ်တာပါအဲကြောင့်အိမ်ကဘုရားလည်းဆူတောင်းပြပါပဲတကယ်တော့ဟုတ်တော့ကိုကကံလဲရှိမယ်တကယ်လဲအမှန်ကန်စူးစမ်းတယ်နော်စီမံခန့်ခွဲမှုကလည်းဉာဏ်ပညာလည်းရှိတယ်ဆိုရင်အောင်မြင်ပါပါနော်ကြည်ဝါမှာပါကိုယ့်ရဲ့ဆန္ဒတွေပြည့်မှာပါအဲ့တော့စိတ်လူတော်တွေကဆန္ဒပြည့်ခြင်းပြည့်ခြင်းနဲ့လုံးဝမသက်ဆိုင်ပါဘူးနော်တချို့ကဆူတောင်းပြဘုရားဆိုပြီးတော့အာရပါရကိုကြောကြပူဇော်ကြတာတကယ်တော့စင်းလူတော်နဲ့လုံးဝမသက်ဆိုင်ပါဘူးစင်းလူတော်ဒီဥစဉ်တို့ဩဒိတ်ဇေတီဖြစ်ပါတယ်တတော်တရားမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ထုလုပ်ထားတဲ့စင်းလူတတ်တာဖြစ်ပါတယ်နော်တတော်တရားမြတ်စွာဘုရားကိုရည်မှန်းဖို့ပူဇော်ထားခြင်းဖြစ်ပါတယ်ဇေတီများတဲ့ဒီတိုင်းပဲဘုရားရှင်ရဲ့ဓာတ်တော်တွေအယိုးဓာတ်တော်တွေကိုဌာပနာထားတာမို့လို့ဓာတုဇေတီဖြစ်ပါတယ်ဒီထက်မပိုပါဘူးနော်အဲကြောင့်ဆန္ဒပြည့်ဝဖို့အတွက်ကကိုယ်တိုင်စူးစမ်းရမှာဖြစ်ပါတယ်ကိုယ်တိုင်လုပ်ရမှာဖြစ်ပါတယ်နော်ဒါကြောင့်ဦးဇင်းတို့ဆန္ဒပြည့်ခြင်းမပြည့်ခြင်းဒီဘုရားရှင်နဲ့လုံးဝမသက်ဆိုင်ပါဘူးလို့စင်းတို့နဲ့မသက်ဆိုင်ပါဘူးလို့ရှင်းရှင်းလင်းလင်းနားလည်ထားကြမှာဖြစ်ပါတယ်နော်